ရှိတာထက်ရလီမတို့ကအများကြီးတောင်းလို့လည်းမရဘူးဆိုရင်ရလီမတို့အလုပ်လုပ်ချင်တာ။ရလီမတို့လက်ရှိပေါက်ဈေးရှိတယ်ငါတို့အရေးယူတာဘယ်လောက်ဒီလိုပြန်ယူရဲဆိုရင်ပေးတဲ့လူရှိမပေးတဲ့လူကများပါတယ်။မပေးတာကြစိတ်နေရကိုလက်မလွတ်ချင်ပဲနဲ့လက်လွတ်ခဲ့ရတာရှိတယ်။ဒီဇလန်တွဲလေးပိုင်းလာဆိုကိုအစင်ပြောင်းအတက်နိုင်တော့ရောက်ပါမပြည့်နိုင်တဲ့ဈေးတွေပြောလာတဲ့ခါကျတော့ရလီမမရိုက်ဖြစ်တာအလှမ်းကွာတယ်ဆိုတာအဲ့ဒါလည်းပါပါ။ရလီမရင်ထဲမှာပြည့်သက်ကိုမေးထားလို့မရဘူး။ဒီကတော့ပြည့်သက်ပါပဲပြည့်သက်တီတိတ်ကြဖို့ကောင်းတယ်နော်သူတို့မုံသွားရင်လည်းကြောက်ဖို့ကောင်းတယ်ချစ်လာရင်လည်းအဲ့တော့ရင်းလေးမတော့ပြည့်သက်မဟုတ်ဘယ်တော့မှမလုပ်ဘူးပြည့်သက်ချက်အောင်ညင်းနေပါရင်းလေးမတို့အခုရင်းလေးမပြောချင်တဲ့အချက်ကြားတာပါရင်းလေးမတို့ဒီခါဘာမှလူကြီးတန်းပေါင်းများစွာအများကြီးအဲ့ဒီမှာမြန်မာနိုင်ငံမှာလည်းလူကြီးတန်းပေါင်းများစွာအများကြီးပဲအဲ့ဒီအထဲမှာမှကိုတို့ဒီနေရာလေးကိုပြည့်သက်ချေအောင်ပြည့်သက်အသိမှတ်ပြုအောင်ရင်းလေးမတို့စူးစမ်းလာခဲ့တဲ့အချိန်ကြီးတွေအများကြီးဖြစ်တဲ့အတွက်ကိုကိုက်ရိုက်ခြင်းမရိုက်ခြင်းကိုက်ရိုက်ရခြင်းမရိုက်ခြင်းကိုက်ရိုက်များရမများခြင်းဒီချိန်မှာပြိတ္တကကိုယ်နေရာပေးခြင်းအတိမတ်ပြီးအခုတနေရာသွားတယ်ကိုလမ်းတွေနှုတ်ဆက်တယ်ပြဟာအဲ့ဒီကကိုပြိတ္တရှိသေးဆိုဘာပဲဖြစ်ကိုတောင်းဝင်ကိုကြည့်ရမယ်အဲ့တော့ပြိတ္တရင်ထဲမှာရှိနေသေးသည်ရင်းမှာကိုက်ရိုက်ရတာမရိုက်ရတာတဲ့နော်လမ်းတွေကိုပြုံးရနှုတ်ဆက်တဲ့အများကြီးအခုအားကြောင့်ရင်းလေးမပြိတ္တနဲ့အဆက်အသွယ်ပြောင်းရင်းလေးမအခုပွဲလေးချင်းဆိုတယ်ဆိုရတယ်တွားတယ်လာတယ်ပြိတ္တနဲ့အဲ့ဒါအဆက်အသွယ်မပြတ်ဘူးလေအဲ့ဒီလိုပါပဲနုပညာဆိုတာရလေးမရဲ့ပြိတ္တကကိုအတိမတ်ပြုနေသေးသည်ရဲလေးမလည်းလုံနိုင်သေးသည်ကိုအယိုးကိုမတည်နိုင်တဲ့တနေ့ကြရင်တော့ရဲလေးမမလုံတော့ဘူးပေါ့လေကိုအယိုးကိုတည်နိုင်သေးတဲ့တောင်းတောင်းကြီးအောင်ရဲလေးမသွားနိုင်သေးတယ်ဆိုရင်ရဲလေးမအသက်နဲ့ခန္ဓာရှိနေသေးရဲလေးမနုပညာလို့လုပ်ပါဘယ်လိုပဲဖြစ်ဘယ်လိုအခွင့်အရေးပဲပေးလာတဲ့အခွင့်အရေးကိုရအောင်တုံးချရဲလေးမရိုက်ပါမစွန့်နိုင်အခုရဲလေးမသွားနေရတာပဲရလေးမအခုသွားလာလှုပ်ရှားနေရတဲ့အတိုင်းအတာများအခုသွားနေပွဲတွေသွားနေအခုမုံဆိုင်ကိုရလေးမတူမတွေအမတွေဦးစီးပြီးသူတို့လုပ်နေတာအနုပညာမစွန့်နိုင်သေးလို့သွားနေရတာပဲသွားနေရတာဘာပဲဖြစ်တချင်းဆိုလိုက်တယ်ပြိတ္တတွေတွေ့ရဆိုမပြုံးနေတာရလေးမအဆက်နဲသည်များသည်တတိကမထားအခုတတိတရားနဲ့ဖိတ်တဲ့ပွဲဆိုလည်းရအောင်သွားတာပဲဘာလို့ဆိုအဲ့ဒါလည်းဂျာမလည်းရလေးမပြိတ္တနဲ့ဆက်တာကားရိုက်ကျဲနေတယ်လူကိုဒါပြိတ္တနဲ့ဒါအမြဲထိတွေ့နေရတယ်လေအဓိကတော့ရလေးမပြောချင်တာကရလေးမဒီအပြင်ရလေးမဆိုရှင်ကိုရက်ွက်ထဲတော့လူတော့ပဲကိုစားမှာလေအောင်မြင်တဲ့စင်းတော့အနေချင်းပေါ့အခုစားရလေးမတန်နိုင်ငံလုံးကကိုအတိမတ်ပြပြီးတော့ဘာပဲဖြစ်ကောင်းသည်ဆိုးသည်ရလေးမဘေးချိတ်ပြီးတော့ရလေးမရဲ့မုံငါ့ကိုဒါချစ်ခင်မှုတစ်ခုနဲ့လာစားကြတယ်လို့ရလေးမမှတ်တယ်အဲ့ဒါအဓိကတော့ပြိတ္တရဲ့မြတ်တာတရားပါရလေးမဒီနေ့ထိပြိတ္တကိုဘယ်တော့မှရလေးမမမေ့ပါဘူးဖះရှိကိုယ်တိုင်လည်းကိုယ့်ရဲ့အမင်းရှင်ပြည့်တဲ့ကြီးကိုမြဲကြလို့ပါတယ်အဲ့တော့ကြောရဲ့အကျိုးအားကြောင့်ရလေးမအခုချိန်မှာရလေးမလုံနိုင်ရခြင်းဒီလုံရခြင်းဒီတွေလည်းဒါပြည့်တဲ့ရဲ့မြတ်တာတူအားကြောင့်ရလေးမရင်ထဲမှာပြည့်သက်ကိုမေးထားလို့မရဘူးအဓိကတော့ပြည့်သက်ပါပဲပြည့်သက်တီတိတ်ကြဖို့ကောင်းတယ်နော်သူတို့မုံသွားရင်လည်းကြောက်ဖို့ကောင်းတယ်ချစ်လာရင်လည်းအဲ့တော့ရလေးမကတော့ပြည့်သက်မဟုတ်ဘယ်တော့မှမလုပ်ဘူးပြည့်သက်ချက်အောင်ဒါပေါ့နိုင်ငံကျော်တရုတ်ဆောင်ရလေးမဖြစ်လို့လေဒီမုံငါးတွေနောက်ကလိုက်လာပြီးပြိတ္တကအားပေးတာအဲ့ဒီအတွက်ကိုရလေးမအခုချိန်မှာရလေးမကားမြဲရတို့စားနေမှာဒီမုံငါးလေးကလှည့်ပြီးတော့ရောင်းလိုက်ရတဲ့အချိန်မှာရလေးမအခုရလေးမအစင်လေးပြည့်တယ်စားနိုင်တယ်တောက်နိုင်တယ်ရလေးမလှူချင်တာပေးချင်တာလည်းပေးရတယ်ပေါ့အဲ့ဒီကပြိတ္တရဲ့မြတ်တာတရားကြောင့်ပါနော်အဲ့တော့ဘာပဲဖြစ်အခု like လေးတွေလွှင့်တော့လဲ like လွှင့်စီအောင်တော့လဲပြိတ္တက like ဝယ်ပေးကြတာပဲအတိမတ်ပြတာပြိတ္တကြောင့်ပဲအဲ့တော့အဓိကတော့ရလေးမပြောချင်တာငါတော်လို့ငါတက်လို့ငါချက်တာကောင်းလို့ချက်ပြိတ္တရဲ့မြတ်တာလို့ပဲပြောချင်ပါတယ်ဘယ်သူမှအကိုခိုင်းတာမဟုတ်ဘယ်သူတောင်းအားမှမပါဘူးကိုကြီးတို့ရုပ်ရှင်ကားတွေတအားရိုက်တဲ့ချိန်မှာရုပ်ရှင်ကားတွေရုံတင်မှု just ဖြစ်သွားချိန်မှာကားရိုက်တယ်ခဏနားကုန်ကြနားဝင်ဆိုင်းနဲ့လုံးနဲ့ရလေးမလန်တော့ပတ်စံမရှိတော့ဘူးမရှိတဲ့ချိန်မှာရလေးမလန်တယ်ပတ်စံ3သိန်းပဲရှိတော့3သိန်းရှိတဲ့ချိန်မှာငါထိုင်နေလို့တော့မဖြစ်ဘူးငါဈေးလေးထိုက်ရောင်းဦးမှာပဲဆိုပြီးတော့ရလေးမအရင်ရောင်းခဲ့ဘူးလေဟိုးတော့ရောင်းတယ်မုံသားရောင်းတယ်အတုပ်ရောင်းတယ်အုံနှုတ်ခောက်ဆွဲရောင်းတယ်အဲ့ဒီရောင်းခဲ့တဲ့အဟာကိုရလေးမအခြေပြုပြီးတော့ရလေးမပြန်ရောင်းတဲ့သဘောပါအဲ့တော့ပြန်ရောင်းတဲ့သဘောမှာပဲကိုရက်ွက်ထဲမှာကိုရောင်းနေရောင်းရတယ်ရက်ွက်ထဲကိုရောင်းတယ်တနေ့ဟို9ပိတ်သား9ပိတ်သား10ပိတ်သားအဲ့လိုတွေတော့သူ့အောင်သူကလှည့်ရောင်းတယ်အဲ့ဒီရောင်းလာတဲ့အပေါ်မှာပဲရလေးမနောက်တယ်ဒီက line ပေါ်မှာ line လွှင့်လိုက်တယ်ရလေးမမုံငါးတွေဒီမှာရောင်းနေတယ်လာစားကြပါအောင်ဘာညာပြောလိုက်ချိန်မှာကိုကတော့အပျော်ရောင်းဒါပေမဲ့အဲ့ကနေစပြည်သက်တွေလာတယ်မီဒီယာတွေလာအဓိကတော့မီဒီယာတွေကျေးဇူးရေပါပါတယ်ဒါမီဒီယာဆိုရလေးမလူပညာရှင်ပေါင်းကူသလားသူတို့ရဲ့ပြောဒီမီဒီယာတွေရဲ့ပေါင်းကူတွေမှာနောက်ပိုင်းအများကြီးပြည်သက်တွေရောက်လာတာမီဒီယာကျေးဇူးပါအဲ့တော့ရလေးမနေရာလေးတက်နေရရပြီဇေယျဝင်ရတာလေမီဒီယာရဲ့ကျေးဇူးပြည်သက်ရဲ့ကျေးဇူးကွာတာပေါ့နော်ခိုင်ကြောက်ရှင်အခုပြောသလိုလူပညာကြီးကရလေးမတို့ဟိုဘယ်လိုပြောရလေးမတို့ရဲ့မှတ်တိုင်လေးတစ်ခုကြံငင်းရင်ဘုဒါရလေးမတို့ကလောက်ကခိုင်ကြရင်လည်းတချို့တွေလည်းဟိုအဆင်ပြေအခုရလေးမဒီဇလန်ဒရက်စ်လေးဆိုလေရာဒါအကွေးဒါလေးဒီလိုရှိတယ်သူတို့ပေးတဲ့ဈေးလေးကကိုယ်အဆင်ပြေတယ်ကိုယ်ရိုက်လိုက်တယ်ဘာလို့လဲဆိုရင်ရှိတာထက်ရလေးမတို့ကအများကြီးတောင်းလို့လည်းမရဘူးဆိုရင်ရလေးမတို့အလုပ်လုပ်ချင်တာရလေးမတို့လက်ရှိပေါက်ဈေးရှိတယ်ငါတို့အရေးယူတာဘယ်လောက်ဒီလိုပြန်ယူရဲဆိုရင်ပေးတဲ့လူရှိမပေးတဲ့လူကများပါတယ်မပေးတာကြစိတ်နေရကိုလက်မလွတ်ချင်ပဲနဲ့လက်လွတ်ခဲ့ရတာရှိတယ်ဒီဇလန်တွဲလေးပိုင်းလာဆိုကိုအစင်ပြောင်းအတက်နိုင်တော့ရောက်ပါမပြည့်နိုင်တဲ့ဈေးတွေပြောလာတဲ့ခါကျတော့ရလေးမမရိုက်ဖြစ်တာအလှမ်းကွာတယ်ဆိုတာအဲ့ဒါလည်းပါဟုတ်လေရလေးမတို့အခုလက်ရှိမှာရလေးမဒီ
ရုပ်ရှင်ကကြီးဘယ်လောက်ယူလဲဆိုတော့သူတို့လည်းဟိုးတုန်းကသိတာပဲလေသိတယ်ဆိုအဲ့ဈေးထက်ကိုရင်းနှီးမတို့နှိမ့်ချပြီးတက်ပွဲကိုသူတို့ပေးလာတဲ့ခါကျတော့ရင်းနှီးမတို့နဲ့အဆင်မပြေဘူးရင်းနှီးမတို့ကအခုဆိုကိုယ်ပိုင်ကားမရှိဘူးကားမရှိတဲ့အတွက်ကိုရင်းနှီးမကားငါးပြီးသွားရတယ်ရင်းနှီးမကားငါးပြီးသွားရတယ်ရင်းနှီးမတို့ဝတ်စားဖို့ရှိဒါလေးတွေရင်းနှီးမပြန်ချိန်ပြီးတော့ရင်းနှီးမဒီပေါက်ဈေးထက်ရင်းနှီးမတို့နှိမ့်ပြီးတော့တောင်းတာတော့မှအဆင်မပြေတဲ့ခါကျတော့ရင်းနှီးမမရိုက်ဖြစ်ခဲ့တာများပါခုတချို့ချို့လည်းဒါမထင်မှတ်တဲ့ဈေးတွေပေးတယ်ထင်မှတ်ကိုတနည်းအားဆိုရင်လည်းမောင်လှိုင်းသားဈေးဆိုင်လေးဆိုရင်ရင်းနှီးမတို့အဲ့ဒီဆိုင်ဖွင့်ပွဲလေးဆိုရင်မထင်မှတ်လောက်အောင်ကိုမပြောမှန်းမနဲ့သူကသူပေးတာပဲရင်းနှီးမတော့ဒါအချင်းချင်းဖြစ်နေတော့ပေးကြည့်ဆိုတော့သူပေးတယ်အဲ့လိုမျိုးလို့ဒီဇလန်တွေလည်းခွန်သားကျူလည်းဒီလိုလေးညှိတယ်ဈေးလေးကလောက်ဆိုကိုအဆင်ပြေလို့လိုက်ရိုက်လိုက်တာလေတချို့လည်းတားနေတဲ့လူတွေကြတော့လေရင်းနှီးမတို့ရိုက်လို့အဆင်မပြေလိုက်ရင်းနှီးမပြောချင်တာရင်းနှီးမတို့မှာအနုပညာလောကမှာရင်းနှီးမဆိုအောက်ဆုံးဆင့်မှာပဲရှိပါတယ်အဲ့ဒါဆိုအောက်ဆုံးဆင့်ကကိုခင်လိုင်းတို့ဟာလာဟိုအန်ဒီကွန်းတို့ကတန်းသူတို့တီးဒီဘက်မှာမှဒီဘက်အများကြီးသူတို့နဲ့ရင်းနှီးမရှင်ပြီးတော့လေရင်းနှီးမဟိုအနုပညာကြီးကိုယူလို့မရပါဘူးလေအဲ့လိုမျိုးမရတဲ့ပုံအနိုင်ဆုံးနဲ့ဒီအဆင်ပြေဆုံးချင်းယူတော့မှခိုင်ကြလို့ရှင်လေတကားထပ်ဖိတဲ့အခါကျတော့လေမရိုက်ဖြစ်တာပါဒါမုန်းလို့တော့မဟုတ်ပါဘူးဒါသူတို့လည်းကိုတွေကိုမကိုက်လို့မခေါ်လို့ပဲဒါပေမဲ့ကိုတွေပိုင်းကြတော့လည်းအဆင်မပြေတဲ့အပိုင်းလေးတွေရှိတော့မရိုက်ဖြစ်တာ